အားလုံးပဲမင်္ဂလာပါကျွန်တော် channel ကနေပြီးတော့ပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုပေါ့နော်ထပ်ပြီးတော့ဟောကြားခြင်းတဲ့ဗီဒီယိုလေးကတော့ဒီဗီဒီယိုထဲမှာဘာတွေပါမလဲဆိုရင်ဒီဗီဒီယိုထဲမှာကျွန်တော်တို့ဒီပထန်းဆက်တွေရဲ့ပေါ့နော်ပထန်းဆက်ဆိုတာကိုယ်မှာရှိနေတဲ့အဆောင်ရှောက်တွေအဲ့လိုအဆောင်ရှောက်ပုံကူတွေပေါ့နော်တခြား net တွေကိုနဲ့သက်ဆိုင်နေတဲ့မီယိုဖလာ net တွေအဲ့လို net တွေကနေပြီးတော့ကိုယ်ဘယ်လိုသတင်းစကားတွေပါကျင်နေလဲဆိုတော့ကျွန်တော်တစ်ချက်ရွေးချက်ပြီးတော့မှာဒါပေမဲ့ဒီ Roman စိတ်တွေမှာကအရင်လိုမျိုးပေါ့နော်၅ခုလုံးရွေးလို့ရတဲ့အနေထားတော့မဟုတ်ဘူးအနည်းဆုံးအများဆုံး2ခုထိရွေးလို့ရမှာပေါ့နော်တစ်ခုရော2ခုကြိုက်သလိုရွေးလို့ရပါပေါ့နော်အဲ့တော့ဒီမှာတစ်ကနေပြီးတော့9ထိဆိုပြီးတော့ room 9ခုကိုကျွန်တော်ချတာပေါ့နော် room stone 9ခုကျွန်တော်ချတာအဲ့9ခုတွေကတစ်ခုတောင်မဟုတ်2ခုကိုစိတ်ကြရွေးချယ်ပြီးလို့ရပါတော့အဲ့ကနေမှကျွန်တော်တစ်ချက်ဒီမှာပြန်ပြီးတော့ကြာလာတဲ့နမိတ်တွေကိုကျွန်တော်ဘက်ကပြန်လဲဖတ်ကြားပေးသွားမှာဖြစ်လို့တေချာလေးအာယုဆိုင်နားထောင်ပေးဖို့ကျွန်တော်ဘက်ကမျှော်လင့်ပါတယ်အဲ့တော့တေချာဒီဗီဒီယိုဆက်ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာ rooms 9ခုရှိတယ်အဲ့9ခုတွေကတစ်ခုရွေးမယ်ဆိုရင်တေချာအသက်ပြင်းပြင်းကိုရှူလိုက်ပါပေါ့နော်9ကလောက်ရှူလိုက်ရှူပြီးွားပြီဆိုရင်ကိုယ်စိတ်ထဲမှာရှင်းရှင်းလင်းလင်းနဲ့ရွေးချင်နေတဲ့ room တစ်ခုဒါမှမဟုတ်တစ်ခုထပ်ပိုရွေးချင်တဲ့2ခုပေါ့နော်အဲ့လိုရွေးချယ်ပေးပါအဲ့တော့ဟုတ်ပြီအဲ့ဆိုရင်ရွေးမယ်ဆိုရင်ဗီဒီယိုကိုအခုကျွန်တော်ရိုက်နေတဲ့ဗီဒီယိုခဏ pause လိုက်ကျွန်တော်ဒီကြည့်နေတဲ့ဗီဒီယိုခဏ pause ပြီးတော့အသက်ပြင်းပြင်းရှူပြီးတော့မျက်လုံးမှိတ်ပြီးအသက်ပြင်းပြင်း9ကရှူလိုက်ရှူပြီးွားရင်ဒီထဲကတစ်ခုဒါမှမဟုတ်2ခုကိုရွေးချယ်လို့ရပါပြီ။ Okay အဲ့ဆိုတော့ကျွန်တော်ဗီဒီယိုဆက်သွားလိုက်မယ်။အဲ့ဒါဆိုပထမဆုံး rules နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကစပြောကြပါမယ်နော်။နံပါတ်1ကိုရွေးထားတဲ့လူတွေကဘယ်လိုမျိုးအရာတွေကြုံရမလဲဘယ်လိုနှစ်ဖျားတွေဘယ်လိုပုံကိုယ်တွေရဲ့သတင်းစကားတွေကိုပါခတ်ရမလဲဆိုတာကျွန်တော်တစ်ချက်ဆက်ပြီးတော့ကြည့်လိုက်ပါမယ်နော်။ Okay အဲ့ဆိုတော့ပထမဆုံးအနေနဲ့ကြည့်လိုက်ရင်တော့ဒီမှာကတော့ဒီမှာတွေ့တဲ့ rules အရာဆိုရင်ပေါ့နော်လက်ရှိမှာကတချို့ကိစ္စတွေကဖြစ်မြောက်တော့မယ်ဗျာအစင်ပြေတော့မယ်အစင်ပြေချောမွေကနီးနေပြီပေါ့နော်တော်တော်လေးကိုပြီးပြည့်စုံဖို့ကိုလိုချင်တဲ့နေထားတစ်ခုရလာဖို့တော်တော်လေးပြီးပြည့်စုံနေဒါပေမဲ့နည်းနည်းလေးမပြီးပြတ်သေးတဲ့အရာတွေရှိသေးတယ်ပေါ့နော်အဲ့တော့အဲ့မပြီးပြတ်သေးတဲ့အရာတွေကိုယ့်ဘက်ကဖြစ်ဆွတ်ပြီးတော့လှုပ်ဆောင်ခြင်းဖြစ်ပေါ့နော်မကြခင်မှာပြီးပြတ်သွားတဲ့ကိစ္စတွေဖြစ်လာဖို့ရှိတယ်အဲ့တော့ကိုယ့်ဘက်ကကိုလှုပ်ဆရာရှိနေတဲ့ကိစ္စတွေအဲ့ဒါမျိုးတွေကိုဆက်လုပ်သွားဖို့ဒီချိန်မှာမဖြစ်မနေလိုအပ်နေတယ်လို့ပြောလို့ရပါတယ်ပေါ့နော်အဲ့တော့နံပါတ်1 rules ကိုရွေးထားတဲ့လူတွေကလက်ရှိမှာဘလို့ရိုင်မှာကတ်ကောင်းနေဆိုတော့အခြေရေးတို့ပြီးွားရပေါ့နော်အိမ်တော်ရေးကန်တွေမှာလည်းကောင်းနေပါအကယ်၍မင်္ဂလာဆောင်ဖို့လက်ထပ်ဖို့ပါညာတွေးထားတဲ့လူတွေဆိုလည်းဒီချိန်မှာတမယူပြဖို့အခြေအနေကရှိနေတယ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးပေါ့နော်မတော်စအိမ်အောင်ကြသွားတာမျိုးလေးလည်းဖြစ်နိုင်တယ်အဲ့တော့ဟုတ်ပြီနံပါတ်1အတွက်ကြည့်ပြီးွားပြီဆိုတော့နံပါတ်2အတွက်ကိုကျွန်တော်ဆက်သွားလိုက်ပဲနံပါတ်2မှာရောဘယ်လိုမျိုးသတင်းစကားရှိနေမလဲပေါ့နော်Okay နံပါတ်2မှာကျတော့တချို့ကိုလုံးဆောင်နေတဲ့အရာတွေရှိရယ်ဒါပေမဲ့အဲ့အရာတွေကိုကအရန်ဖြစ်ချင်စောနဲ့ကိုကစူးစမ်းပန်းစားအားထုတ်နေရမျိုးလည်းရှိနေမယ်ဒါပေမဲ့အဲ့ဒါလည်းဆိုင်ပေါ့နော်ဒီနဖျားတွေသက်ဆိုင်ရာပုံကိုယ်တွေကဘယ်လိုသတင်းစကားပါလဲဆိုရင်ကိုကလက်ရှိမှာတော့ကိုကန်လေးကနည်းနည်းလေးညံ့နေတဲ့အတိုင်းအတာတစ်ခုရှိနေကိုမှာပေါ့နော်အနေရများနေတဲ့ကာလကန်ညံ့နေတဲ့ကာလပေါ့နော်အဲ့လိုကန်ညံ့နေတဲ့ကာလဖြစ်လို့ဒီချိန်မှာတော့ဖြည်းဖြည်းနဲ့မှန်မှန်ပဲဆက်သွားတင်နေတဲ့မလုတ်တဲ့ကိစ္စတွေကိုဒီချိန်မှာရှေ့တိုးပြီးမလုတ်တာပိုကောင်းတယ်ဆိုပြီးတော့အဆောင်ရှောက်ပုံကိုယ်တွေကဒီမှာတော့ဖြည်းဖြည်းနဲ့မှန်မှန်နဲ့ကိုလုတ်တဲ့လုတ်လိုက်တဲ့ဟာကိုပဲလုတ်ပေါ့နော်မဖြစ်ချင်နိုင်တာတွေကိုကအရန်လူရင်တတ်မှတ်စိတ်တွေနဲ့ကိုယ့်ဘာကိုပူလောင်နေတတ်တယ်အဲ့တော့ကိုကအေးချမ်းနဲ့ကိုဖြစ်လိုက်တဲ့အရာကိုတေချာဆက်ပြီးတော့ပုံမှန်လေးပဲဒီတိုင်းဆက်သွားမယ်ဆိုရင်အဆင်ပြေတယ်ပေါ့နော်စိတ်လောတာတွေအလောကြီးလို့မှားနိုင်တဲ့ကိစ္စတွေဒီ rules ထဲမှာတော့ရှိနေတယ်ပေါ့နော်အဲ့ဒါမျိုးတေချာလေးသတိထားပေးရမယ်နံပါတ်2ကိုရွေးထားတဲ့လူတွေပေါ့နော်โอเคနံပါတ်3ကိုကျွန်တော်တစ်ချက်ကြည့်မယ်နံပါတ်3ကိုရွေးထားတဲ့လူတွေကနံပါတ်3ကိုရွေးထားတဲ့လူတွေကနည်းနည်းလေးပို့ပြီးတော့ပြောရခက်တဲ့အနေထားရှောင်းနေပေါ့နော်ဘာလို့ဆိုတော့ဒီမှာလုံးဝ blank ပေါ့နော်ဒီ blank ကကြတော့ဘာလို့သူကပေါ်ပြလဲဆိုတော့လုံးဝဘာမှလက်ရှိကံကြမ္မာအခြေအနေကပြောရခက်ခဲနေတဲ့အရာကိုပြပါတော့အဲ့တော့ဘာလို့ပြောရခက်ခဲနေရမျိုးဖြစ်နိုင်လဲဆိုရင်သူတို့ကလက်ရှိအခြေအနေမှာဘဝရဲ့အလှည့်ပြောင်းတစ်ခုပေါ့နော်တောက်လျှောက်မကောင်းနေရတယ်ကောင်းရမူတာတစ်ခုလမ်းကြောင်းတစ်ခုလမ်းကြောင်းအသစ်တစ်ခုရောက်တော့မယ်ဆိုရင်ဒီလိုမျိုးနမိတ်မျိုးတွေကြားတယ်ပေါ့နော်အဲ့တော့သူတို့မှာလမ်းကြောင်းအသစ်ရှိရင်ဒါပေမဲ့အဲ့လိုလမ်းကြောင်းအသစ်ကိုသူတို့ရင်ဆိုင်ဖို့ရှောက်လှမ်းဖို့အတွက်သူတို့တချို့ပေးဆက်ရမယ့်ကိစ္စတွေမြုပ်နှံရမယ့်ကိစ္စတွေကိုမြုပ်နှံပြကမယ့်ပုံစံမျိုးမှာရှိနေပေါ့နော်အဲ့တော့လက်ရှိမှာဒီမမြင်ရတဲ့ဒီအနာဂတ်ဖြစ်နေတယ်ဆိုတဲ့အတိုင်းအတာကကြတော့ဒီ rules ကဘယ်လိုလဲဆိုတော့သူတို့မပြောချင်တဲ့ကိစ္စတွေပေါ့နော်အဲ့လိုများနေတာပေါ့နော်အဲ့တော့ကိုယ့်ဘက်ကကိုလုံနိုင်တာအကောင်းဆုံးဒီချိန်မှာလုပ်ပါဘယ်လိုမျိုးအကူအညီပဲဖြစ်ဖြစ်ကိုလိုအပ်တဲ့အကူအညီကိုကိုကတဲရောက်ရှိရအောင်ယူမယ်ဆိုယူပါတော့เนาะကိုလုံးပုံမှန်အတိုင်းပဲကိုဆက်ရွေရှားနေရမယ်ဒါပေမဲ့နည်းနည်းတော့သတိထားရမယ်ဘာလို့ဆိုတော့ကကြမ္မာအပြောင်းလဲရန်ဖြစ်နေတဲ့အချိန်ဖြစ်တယ်လို့ energy အပြောင်းလဲရန်ဖြစ်နေတဲ့အချိန်ဖြစ်လို့ဒီချိန်မှာကတတိမထားဘူးဆိုရင်ပေါ့နော်တခြားမမြင်နိုင်မလိုလားအပ်တဲ့ပြဿနာတွေကကိုယ့်ရှိကိုရောက်ရှိလာနိုင်တယ်ပေါ့နော်အဲ့တော့အရာရာဒီချိန်မှာတတိနဲ့ဆင်ကျင်ရမယ်ငွေကြေးကိစ္စရဲ့အလိန်ခံရတာပဲအဲ့လိုမျိုးပေါ့နော်ကိုမမြင်ရတဲ့ကိစ္စတွေတိတ်ပြီးတော့မလုံနဲ့ပေါ့နော်အထက်ကကိုပိုင်နိုင်ပြီးတော့ကိုတေချာတဲ့ကိစ္စတွေမှာပဲယင်းနှီးမြုံနှံ
လောက်တာပိုကောင်းတယ်ပေါ့နော်အခြေရေးကိစ္စတွေမှာအဲ့လိုပဲမမြင်နိုင်တဲ့ကိစ္စတွေအများများနေဖြစ်တယ်တယောက်နဲ့အဲ့လိုမျိုးရန်ဖြစ်တာတွေအဲ့လိုပို့ပြီးတော့စကားများရန်ဖြစ်တာတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့တယောက်ကိုတယောက်ပြန်ပြီးတော့နားလည်မှုတွေနဲ့အဲ့လိုမျိုးတိဆောက်တာတော့ကောင်းတယ်ပေါ့နော်မြင်နိုင်တဲ့အနေထားရောက်လာရင်ကိုယ်အလှည့်ပြောင်းဖို့တကယ်ကိုကလမ်းကြောင်းအမှန်ကိုရောက်သွားပြီဆိုရင်တော့အကုန်လုံးစစ်ပြီးသွားမှာပေါ့နော်အဲ့တော့ okay နံပါတ်4နဲ့ပတ်သက်တဲ့ rules ကိုကြည့်တာပဲနံပါတ်4နဲ့ပတ်သက်တဲ့ rules ကတော့များများဆဆပြောစရာမရှိဘူးဒီလက်ရှိကိုလုံနေတဲ့အလုပ်ကိုစက်တာလုပ်သွားအဆင်ပြေမယ်ဆိုတဲ့နမိတ်မျိုးပေါ့နော်ဘာလို့ဆိုတော့ကိုယ့်ရဲ့ effort ပေါ့နော်အဓိကကိုအားဆိုင်ထုတ်ကပဲ case အရာပေါ့ဥမာ100ဘူးအားဆိုင်ကဆို100ဘူးပြည့်အောင်အားဆိုင်လိုက်အဲ့ကြရင်ကိုလုံနေတဲ့အရာအကောင့်ထဲပေါ်ပြီးတော့အဆင်ပြေလာလိမ့်မယ်ပေါ့နော်အဲ့တော့အားဆိုင်ထုတ်မှုတော့လိုတယ်ဒီချိန်မှာကိုကစူးစမ်းနေရရှိရဲဒါပေမဲ့ဘာမှမလုပ်ဘဲနဲ့ဒီတိုင်းထိုင်နေမယ်ဆိုရင်တော့ကိုအောင်မြင်ခြင်းတဲ့အရာရှိနေဘာမှမလုပ်ဘဲထိုင်နေဆိုတော့အောင်မြင်လာမှာမဟုတ်ဘူးနော်အဲ့တော့အဓိကကတော့အားဆိုင်ထုတ်မှုဒီနမိတ်မှာလိုအပ်တယ်ဆိုပြီးတော့သတင်းစကားတစ်ခုရရပေါ့နော်အဲ့တော့နောက်ဆုံးနံပါတ်5အတွက်ကျွန်တော် rules ကိုကျွန်တော်ကြည့်လိုက်မယ်ငါတို့ကတော့လက်ရှိမှာတော့အတိုက်ခိုက်တွေတော်တော်လေးများနေတယ်ကိုယ့်ကိုပေါ့နော်အဲ့လိုမျိုးထိခိုက်စေတဲ့အရာတွေကိုကဒီချိန်မှာတော့ဘာမှမလုပ်သင့်သေးဘူးကိုပြန်ပြီးတော့အတိုက်ခိုက်ဝင်နေတဲ့သဘောမျိုးမှာရှိရယ် separate jewel နဲ့ပတ်သက်တဲ့အတိုက်ခိုက်လည်းဖြစ်နိုင်တယ်ပြီးတော့လက်တလုံးမှာအဲ့လိုမျိုးပေါ့နော်ရန်ဖြစ်တာတွေစကားများတာတွေကိုဘေးဘက်ဝင်ကျင်မှာအဲ့လိုမျိုးလည်းကြုံရတတ်တယ်ကိုတိုင်လည်းအခက်မသိရင်အဲ့လိုမျိုးပေါ့နော်ရန်ဖြစ်ကစကားများတာအဲ့လိုမျိုးတိုက်ခိုက်ကတာအဲ့လိုမျိုးတယောက်ကလာပြီးတော့ဘလိုင်းလူမှားပြီးတော့အဲ့လိုမျိုးကိုထိလက်ရောက်ပြုတ်လောက်တာရယ်ပေါ့နော်အဲ့ဒါရှိလာနိုင်တယ်အဲ့တော့ဒီချိန်မှာလည်းဒီနံပါတ်5သမားရယ်လည်းသတိထားတင်တယ်ပေါ့နော်အဲ့တော့ကောင်းတာဆိုရင်1ရယ်4ရယ်ပေါ့နော်အဲ့လိုမျိုးအဓိကတော့ကောင်းတယ်ကျန်တဲ့နမိတ်တွေကတော့လက်ရှိမှာတော့ energy မငြိမ်တဲ့အတိုင်းတာလည်းဖြစ်တော့ကျွန်တော်လည်းအဲ့ဒါကြောင့်ဗီဒီယိုတွေကျွန်တော်တော်များများကိုကျွန်တော်မတင်မဲနဲ့ရပ်ထားရတာပေါ့နော်အဲ့လိုမျိုးလောက်ကနေနေအခုတော့မှပထမဆုံးပြန်ပြီးတော့ဗီဒီယိုပြန်ရိုက်တဲ့ချိန်မှာနည်းနည်းလေးပေါ့နော်စိတ်ကတော်တော်လေးပေါ့နော်ကိုအရှိန်ယူပြီးတော့ connection လုပ်ပြီးတော့ဟောနေရတဲ့အနေထားပေါ့နော်အဲ့တော့အဲ့အကြောင်းနောက်ထပ်ဗီဒီယိုထပ်တင်တဲ့ခါကျရင်လည်းတေချာလေးဝိုင်းပြီးတော့အားပေးကြအောင်လို့ကျွန်တော်မှာချင်ပါတယ်ဘာလို့ဆိုတော့ဒီမှာလက်ရှိကဗီဒီယိုမတင်နိုင်ကြတော့ကျွန်တော် page က reach ကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ post ကိုလည်းshare တွေပါတယ်တေချာလေးလုပ်ပေးကြပါဘောနော်အဲ့လိုမျိုး reaction လေးလည်းပေးကြပါလို့ကျွန်တော်ပြောကြရင်လည်းကျွန်တော်ဘက်ကဒီအဟောတွေကိုကျွန်တော်ဒီကုန်းချုပ်ချင်ပါတယ်နောက်ထပ်ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေနဲ့ကျွန်တော်ပြန်ဆုံမယ်အဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့ပါနမိတ်ကောင်းနေ့တည်ပါစေဗျ